ကြိုးစားပြီးမှားနေလို့ပါအသက်20အရွယ်ဆိုတာကဒီပြောင်းလဲဖို့အတွက်မိဘတွေမှာတောင်းလို့ရှိတာငယ်တော့ကဘဝဆိုတာမိဘတွေစီစဉ်ပေးတဲ့အရာလို့ထင်ခဲ့တယ်ဘာဖြစ်မလဲဘာလုပ်မလဲဘယ်လမ်းကိုသွားမလဲဒီအရာအားလုံးကိုမိဘတွေကတတ်မှတ်ပေးထားတယ်လို့ပါပဲဒါပေမဲ့အသက်အရွယ်တစ်ခုရောက်လာတဲ့အချိန်မှာအမှန်တရားတစ်ခုကိုလက်မခံခြင်းပဲလက်ခံဖို့အတွက်လိုလာတယ်မိဘတွေကမင်းဘဝကိုပြင်တည်ပေးမသူဟုတ်ပါဘူးသူတို့ကမင်းကိုစတဲ့ခွင့်ပေးတဲ့သူကမင်းကိုတော့လမ်းပြပေးနိုင်တယ်ဒါပေမဲ့အဲ့ဒီလမ်းကိုမင်းစမရှောင်ပေးနိုင်ပါဘူးဒါပေမဲ့လည်းတချို့လူတွေကမိဘတွေကိုအပြစ်တင်ပြီးငါမှအခွင့်အရေးမရှိဘူးဆိုပြီးတော့ကိုယ်ကနေကတ်တန်းထားတဲ့ပုံရိပ်ထဲမှာပဲပိုက်မိနေတာများပါတယ်အမှန်တရားတစ်ခုကကျွန်တော်တို့ပြောင်းနိုင်ဘူးဆိုတာမိဘတွေမှာတောင်းမရှိပါဘူးကိုယ်တိုင်မှာပဲတောင်းရှိတာပါဒီနေရာမှာကျွန်တော်တို့ပြောင်းနိုင်မှုအဓိကကြောက်ဆောင်တော့ဆုံးဖြတ်ချက်ပါပဲမင်းမကြိုးစားလို့မဟုတ်ပါဘူးကြိုးစားပြီးမှားနေလို့ပါလူတွေတော်တော်များများကအလေးအကျင့်ကောင်းတိစောက်ချင်ကြတယ်ဒါပေမဲ့ဘာလို့မတိစောက်နေကြတာလဲအများစုက habit တစ်ခုစားတော့မှဆိုရင်တခါတည်းအကြီးကြီးပြုံးနေချင်ကြတယ်မနေ့ဆိုထားမယ်စားဖက်မယ်နေ့တိုင်းလေးချိန်ကလုံးမဆိုပြီးတော့အကုန်လုံးတပင်းနဲ့စတင်နေကြတယ်ဒါပေမဲ့စမကုန်းတွေကတစ်ခုကကျွန်တော်တို့ရဲ့အောင်းစုကအဲ့လိုပြောင်းလဲမှုမျိုးလက်မခံနိုင်သေးပါဘူးကိုပြောင်းလိုက်တာကတေးသေးလေးတွေဆိုပေမဲ့အောင်းစုကအကြီးကြီးထင်သွားတတ်ပါတယ်ဒါကြောင့်စတင်ပြီးမကြခင်မှာပြတ်သွားတာများပါတယ်တကယ်တော့ habit ဆိုတာ motivation မဟုတ်ပါဘူးစိတ်ပိုင်းလုံးမယ်စိတ်မပိုင်းနားမယ်ဆိုတာ motivation အဆင့်ပါပဲရှိပါသေးတယ်ဆိုတော့အလေးအကျင့်ကောင်းတစ်ခုတည်ဆောက်ဖို့အတွက်ကိုစားမဲ့အရာတွေကအကြီးကြီးဖြစ်နေစရာမလိုပါဘူးအဓိကသိငယ်ပြီးလေ့ကျင့်ရများနေပြီကျွန်တော်တို့ရဲ့အောက်ဟုတ်ကဒီအရာကမခက်ပါဘူးလို့ခံစားမိရတဲ့အချိန်ကအဲ့ဒီ habit ကိုလက်ခံလာနိုင်တဲ့အချိန်ပါအသက်20အရွယ်ဆိုတာကရှိစကူလာလို့လူကိုဘယ်လိုမြင်မလဲဆိုတာတဲ့ကိုဘယ်လိုမြင်လဲဆိုတာကပိုပြီးတော့အရေးကြီးလာပါတယ်အားနည်းချက်ကိုအပြည့်မမြင်လို့အားသာချက်ကိုအသုံးချဖို့တခြားသူတွေမှာအာရုံစိတ်နေမဲ့စားကိုယ့်ရဲ့လုံရဲ့လမ်းကြောင်းတွေပေါ်မှာပဲအာရုံစိတ်နေဖို့ကပိုပြီးတော့အရေးကြီးလာပါပြီ